စဉ်းသားလေးရဲ့အလုပ်ကတော့အိတ်တဲ့အလုပ်ပဲရှိပါတယ်အိတ်မယ်စားမယ်အေးဦးရေဟေးအိတ်ကလေးလေးသမင်းစားမယ်သမင်းထားအမအပြင်းကြံအပြင်းကြရကြခဏလေးဦးရေဟဲ့ဟာတော်ပြီသူ့လောက်ကမင်းတချောင်းမရှိလားထားလို့ကျန်ဟုတ်သွားတော့မယ်ဟုတ်သွားမယ်ငါလိုက်လားလိုက်ဘူးလားဟုတ်သွားမယ်လာမရှိလားဘောင်းလေလားတမလားကျန်အဲ့လိုမအောင်ဖြစ်နေကြအပြေးအိမ်မအောင်ဖြစ်နေကြအိမ်မအောင်လားဟဲ့မုတ်မစားမယ်အာမုတ်နေကြရတယ်နော်မုတ်နေကြရတယ်ဟုတ်သွားတော့မယ်ငါမုတ်သူစားမယ်ဘယ်ကလေးစားမှန်းမသိဘူးဒီမုတ်ကလေးဘယ်ကလေးလေးစားမှန်းမသိဘူးကြာဟုတ်တော့မစားဘူးလားဟုတ်ဒါပေါင်းသားလေးလားပြောင်းမလားမဖောက်ဝေးလို့လေပြင်းပါဘိုးပြူပါဘိုးပြူကြီးကကျွတ်တွင်းလေးကကောက်ကတဲ့ကလေးလေးပါကျွတ်တွင်းလေးကကောက်လာတဲ့ကလေးလေးပါဒါလေးကဘိုးပြူလေးပါအပြင်းပလက်လိုက်အိပ်ပြအောင်ဘလို့ကြီးပလက်လို့အိပ်တယ်ပလက်အိပ်ပြပါပလက်ဘလို့ဖလန်အိပ်ပြအိပ်ပါပါကြီးလို့အိပ်တယ်ပလက်လိုက်အိပ်ပြပါအောင်ကလေးကပလက်အိပ်တာအလိုအိပ်တာအလေးပြင်းလာကြကွာပြင်းလာတဲ့အရေးထွက်ပြန်ပြန်အရေးထွက်တာပဲထားဟုတ်တယ်မထားထောက်လားကြည့်စမ်းငါသွားတော့မယ်ဟုတ်တော့အဲ့လိုပြင်းပါတယ်အဲ့လိုပြင်းတဲ့ကောင်ကိုဒီမနေ့ထမင်းမကျွေးပဲထားပါမယ်ထမင်းမကျွေးဘူးထားမှာမရှိတော့နော်ဟာခလေးအိတ်နေတာပေါ့အဲ့လိုပြန်ဘယ်လိုကျက်တွေကိုလိုက်ကြိုက်လို့ကျက်တန်ကျိုးချီထားရပါတယ်နားမရှိလားပြင်းလာကြပြင်းပါဟုတ်တော့အေးပါပြီရှင်